ကိုပြောပြပေးမှာတော့ကျွန်တော်တို့မိုင်တဲပေ1200သုံးပြီးတော့ MB 9000ဝယ်လို့ရမရကိုစစ်သက်နီးလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့မိုင်တဲပေ1200သုံးပြီးတော့ MB 9000ဝယ်လို့ရမရကိုကျွန်တော်ရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါပြီဗျာကျွန်တော်ဒီဖုန်းရဲ့ကတ်ကိုပထမဆုံးအနေနဲ့ star 966 star 944စက်ကိုကျွန်တော်တို့ star 966 star 944စက်ကိုကျွန်တော်တို့နှိပ်ပြီးတော့စစ်ကြည့်လိုက်မယ်ဗျာ star 966 star 944စက်ကိုကျွန်တော်တို့နှိပ်ပြီးတော့စစ်ကြည့်လိုက်မယ်ဗျာဒါလေးကတော့ကျွန်တော်တို့မိုင်တဲပဲကျွန်တော်တို့1200နဲ့ MB 9000ဝယ်တဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာ star 966 star 944စက်ကိုနှိပ်လို့ရတယ်ဆိုရင်ကျွန်တော်တို့ကဘေး200နဲ့ 2G ရရှိမှာဖြစ်ပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာကျွန်တော်တို့တကယ်လို့လက်ကြောင့်ငွေမလုံးလောက်ပါဆိုရင်ကျွန်တော်တို့မိုင်တဲပဲ200နဲ့ 2G ရရှိမှာဖြစ်ပါတယ်ဗျာ star 966 star 944စက်โอเคဒီမှာဆိုရင်လက်ကြောင့်ငွေမလုံးလောက်ပါဆိုပြီးတော့ message ကြလာပါဗျာဒါဆိုရင်ကျွန်တော်တို့မိုင်တဲပေ200နဲ့ကျွန်တော်တို့ 2G ကိုဝယ်လို့ရမှာဖြစ်ပါတယ်ဒါလေးကတော့တစ်လတစ်ချိန်ဝယ်လို့ရမှာဖြစ်ပါတယ်ဗျာ star 966 star 944ဆက်ဒီကောင်လေးကတော့ကျွန်တော်တို့ဘေး200နဲ့ 2G ဝယ်လို့ရတဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာနောက်နည်းလမ်းလေးတစ်ခုကတော့ကျွန်တော်တို့ကျန်တဲ့ဘေး1000ကို star 966 star 3388ဆက် star 966 star 3388ဆက်ကိုနှိပ်ပြီးတော့ကျွန်တော်တို့စစ်ကြည့်လိုက်မယ်ဗျာstar 966 star 3388ဆက်ကတော့ကျွန်တော်တို့သိရတဲ့အတိုင်းပဲဘေး1000နဲ့ 3G ဝယ်တဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့ message ကြတာလေးကိုခဏစောင့်လိုက်မယ်ဗျာ star 966 star 944ဆက်ကတော့ကျွန်တော်တို့ဘေး200နဲ့ 2G ဝယ်လို့ရပြီပဲဖြစ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်ရဲ့ကတ်ကို star 966 star 3388ဆက်ကိုထပ်ပြီးတော့စစ်ကြည့်လိုက်တယ်ဗျာကျွန်တော်တို့လက်ကျန်ငွေမလုံးတော့ပါဆိုရင်တော့ထပ်ပြီးတော့ဝယ်လို့ရမှာဖြစ်ပါဗျာဒီနည်းလမ်းလေးကတော့ကျွန်တော်တို့ဘေးဒီမှာဆိုရင်ပြလဲကျွန်တော်တို့လက်ကျန်ငွေမလုံးတော့ပါဆိုပြီးတော့ကြာလာပါဗျာဒါဆိုရင်ကျွန်တော်တို့ဘေး1000နဲ့ 3G ကိုဝယ်လို့ရမှာဖြစ်ပါဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာပထမဆုံးအနေနဲ့ star 966 star 944ဆက်ဒီကောင်းလေးကတော့ကျွန်တော်တို့ဘေး200နဲ့ 2G ဝယ်တဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာနောက်နည်းလမ်းလေးကတော့ကျွန်တော်တို့ star 966 star 3388ဆက်ဒီကောင်းလေးကတော့ကျွန်တော်တို့ဘေး1000နဲ့ကျွန်တော်တို့ 3G ဝယ်တဲ့နည်းလေးဖြစ်ပါတယ်ဒီနည်းလမ်းလေးနှစ်ခုတိုင်းဝယ်မယ်ဆိုရင်ကျွန်တော်တို့ဒါလေးကတော့ကျွန်တော်တို့ MB 9000လောက်ရရှိမှာဖြစ်ပါတယ်ဗျာကျွန်တော်တစ်လတစ်ချိန်တော့ဝယ်လို့ရပါတယ် star 966 star 3388ဆက်ကတော့ကျွန်တော်တို့ဘေး1000နဲ့ 3G ကိုအများတန်းဝယ်လို့ရမှာဖြစ်ပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာတကယ်လို့ဒီနီလန်းလေးတိုင်းရတယ်ဆိုရင်ဘေး1200နဲ့ 5G ဝယ်လို့ရမှာဖြစ်ပါတယ်ဗျာဒီကတ်ကတော့ကျွန်တော်ရဲ့ကတ်ကတော့ဝယ်လို့ရပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာတခြားစင်ဒီလေးကတော့ကျွန်တော်တို့ star 93လုံးဆက်ကိုလည်းနှိပ်ပြီးတော့စစ်ကြည့်လို့ရတယ်โอเค star 93လုံးဆက်ကိုတစ်ခါလေးနှိပ်ပြီးစစ်ကြည့်လိုက်မယ်ဗျာ star 93လုံးဆက်မှာဆိုရင်လည်းကျွန်တော်တို့တစ်ချက်ပေါ်ပါလိမ့်မယ်ဗျာဒီမှာဆိုရင်လည်းကျွန်တော်တို့ဘေး200နဲ့ 2G ရတဲ့အကြောင်းကိုပြထားပါတယ်ဗျာအပေါ်မှာတော့ကျွန်တော်တို့1000ခွဲထည့်ရင် 22GB ကို1000မိနစ်ကိုတစ်လသုံးဝယ်လို့ရပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာဒီနီလန်းလေးတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံကြမယ်ဗျာ